အားလုံးပဲမင်္ဂလာပါကောက်ကင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ TikTok မှာဟောဖြစ်နေတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဒါတော့ကြက်ပြင်ကျောင်းပေါ့နော်အပေါ်စီးရနဲ့မြင်ရတဲ့ပုံပြနော်နာယီစဉ်ရှိတဲ့ကျောင်းပေါ့နော်ရှေးဟောင်းဖျားပထိုးတွေဇေဒီပထိုးတွေနော်ဟောရှေးကပြင်ကူတော်များနော်ကြက်ပြင်ဖုံးကျောင်းပေါ့နော်ပရမမိုးထီအောင်ဆုတောင်းပြည့်စီတဲ့တာရဏနှစ်2560နှစ်ကောဇာတက္ကရာ1380ခုနှစ်အမှနာယီစဉ်ရိုက်ပြဆိုတော့နာယီစဉ်ရိုက်ပြတယ်နော်နာယီစဉ်ပေါ့နော်နာယီစဉ်တည်ထားတဲ့ခုနှစ်တွေကအောက်မှာတော့ရေးထွင်းထားတာမရှိဘူးအပေါ်မှာတော့ရေးထွင်းထားတယ်လေကားတွေကမရှိဘူးဗျာနော်လေကားဘယ်လိုတက်လဲတော့မသိဘူးမရှိဘူးဗျာတော့ကြည့်ပြီနော်မေးကြည့်လိုက်တာလက်ရာကတော့ဦးနေဝင်းခေတ်လောက်ပေါ့နော်အဲ့တော့ငါပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ပေါ့နော်ဒီကျောင်းတော့1968ခုနှစ်တယ်နော်ကြက်ပြင်မြို့ကျောင်းကြီးတိုက်တယ်နော်ဒါလည်းကြက်ပြင်မြို့ကျောင်းကြီးတိုက်ဒါတော့နည်းနည်းခစ်လက်ရာတွေ့ရပါတော့ဒါတော့နည်းနည်းရှေးကြတဲ့လက်ရာဒီဇိုင်းပေါ့နော်ဟောမှာ1322ခုနှစ်ဆိုတော့ကောဇာတက္ကရာနေမှာနော်ဒီမှာဗျနာယီစဉ်နော်ခုတော့အလုံးမလို့တော့ပါဘူးလို့နာယီစဉ်ကအိုပြီဆိုတော့နော်ဟောတော့ကတော့လုတ်ပါတယ်လို့အတန်တိန်တင်းတောင်တောင်နဲ့ပေါ့နော်ခုခေတ်ကတော့သူလဲမောလို့နေမှာနားသွားပြီလေနော်ဒါကြက်ပြင်မြို့ကျောင်းကြီးပါနော်